ကျေးဇူးတော်နဲ့ညီသက်ချင်းရှိပါစေအားလုံးသောအင်္ဂါချင်းများနော်ခရစ်တော်၌ညီသက်ချင်းနဲ့အသေးပြုပြင်ခြင်းနော်အသေးဖွင့်ပြခြင်းခံရပါစေလို့ဥစွာဆုတောင်းပေးပါတယ်အခုလက်ရှိကျွန်တော်ရောက်နေတဲ့နေရာကတော့တိုက်ကြီးမြို့နယ်ဖြစ်ပါတယ်နော်ကျွန်တော်ရဲ့နေမိလုတ်ပေါ်ကင်ဘက်ညီကိုတော်ဆရာခန့်ရဲ့အသင်းတော်မှာတရားတာနော်ကယ်တင်ခြင်းတင်တဲ့မျှဝေပေးခြင်းဖြစ်ပါတယ်ဆိုတော့ကြကျွန်တော်ဘုရားသခင်ဖွင့်ပြပေးတဲ့နော်နည်းနည်းတဲ့အရာလေးတစ်ခုတော့ဝင်ငါပေးခြင်းပါတယ်ဒါကတော့လူရဲ့စမ်းကျင် parallel 33လို့ခေါ်ပါတယ်နော်ဆိုတော့ကျွန်တော်တို့ဘောဆောင်ပဲဆရာခန့်လေးဒါပြန်လေကရောက်ရှိလာပြီဖြစ်ပါတယ်ဆရာခန့်နော်ဆရာခန့်ဖြစ်ပါတယ်โอเคပါဆက်လက်ပြီးတော့မှကိုယ့်ရဲ့ Facebook ကဓမ္မမီဆွေတွေနော်မယုံကြည်သေးတဲ့ဓမ္မမီဆွေတွေယုံကြည်သူတွေအတွက်ဝင်ငါပေးပါဆိုတော့ what is parallel 33 33rd parallel refers to a cycle of latitude သူက latitude ဖြစ်ပါတယ်သူက line ပေါ့ a line that wraps around the earth 33 degree north or south of the equator equator ကနေပြီးတော့မှ33 degree နော်ရှင်ပြီးတော့မှပြန်ပြီးတော့မှဖြတ်သွားတဲ့ parallel line နော်တနည်းပြောရင်တော့မြင်းပြိုင်တစ်ခုပေါ့သူကနေရာတိုင်းမှာတကဘာလုံးကိုပတ်သွားတဲ့အခါမှာတူညီသောအကွာအဝေးနဲ့ပတ်သွားတာနော် equator ကနေပြီးတော့မှ33 degree ဒါကတော့ since creation နော်ဟိုးဖျားသခင်ရဲ့မူလကနဦးဖန်ဆင်းခြင်းကလေးကပေါ့နော်ဆိုတော့အာရန်ဟာအတီးကိုစားတဲ့အရွယ်နော်အသက်33နှစ်ဖြစ်ပါတယ်ဘုရားသခင်ကလူကိုဖန်ဆင်းတဲ့အခါမှာအသက်30ရှိတဲ့လူယောက်ျားကိုဖန်ဆင်းတယ်အသက်3နှစ်ပြည့်တဲ့အခါမှာအာရန်အတီးကိုစားတယ်33ဒီလိုပါပဲသခင်ရှုဖျားလူသားမျိုးနွယ်တစ်ခုလုံးအတွက်အသေးခံတဲ့အချိန်နော်သူ့ရဲ့အသက်အရွယ်ဟာလူသားအဖြစ်တော့33နှစ်ဖြစ်ပါတယ်Freemason ရဲ့အရေးအကြီးဆုံးသောနံပါတ်ဟာ33ဖြစ်ပါတယ်ဆိုတော့ဘုရားခင်ဖန်ဆင်းတဲ့လူသားပေါ့နော် human being သူ့ရဲ့ကြိုးရိုးနော်ဒီ backbone skeleton အယိုးအရေးအတွက်ပေါင်း33ခုရှိပါတယ်နော်ထူဆန်းနေတင်းရဲ့ခြေထောက်မှာလည်းပဲအယိုးအစစ်ပေါင်း33ခုရှိပါတယ်ဆိုဒီ parallel 33ဟာ north to south ဟိုးမြောက်ကနေပြီးတော့မှတောင်ထိမြင်းပဲနစီကနော်တူညီသောအကွာဝေးနဲ့ဆင်းသွားပါတယ်အဲ့လိုဖြတ်သွားတဲ့အခါမှာဖြတ်သွားတဲ့မြို့ကြီးတွေရှိပါတယ်ဒါက USA ကရှိတဲ့ Los Angeles အပေါ်ကနေဖြတ်သွားပါတယ် The City of Angels နော်ကောင်းကင်တမန်များရဲ့မြို့တော်လို့ခေါ်ပါတယ်နောက်တစ်မြို့ကတော့ Phoenix အဲ့ဒီမြို့ဟာမကြာနော် UFO လို့ခေါ်တဲ့ပကံပြားပြန်တွေကိုတွေ့ရတဲ့နေရာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော် Amen လို့ခေါ်တဲ့ Amen နော် Amen နော်ဆိုတော့ AMEN Amen ရဲ့နံပါတ်နော်သူရဲ့တန်ဖိုးဟာ33ဖြစ်ပါတယ် A က1 M က73 E က9 N က14အားလုံးပေါင်းလိုက်တဲ့အခါမှာ33တတိပြောရရင်တော့ Amen ဆိုတာကသခင်ရှုဖျားဖြစ်ပါတယ်အာမင်ရဲ့အမိန့်တော်နော်ဆိုတော့ဒီ parallel 33သက်ရောက်တဲ့မြို့တွေတဲကနော် New Mexico နော်ဒီ New Mexico ဟာကမ္ဘာပေါ်မှာပထမဦးဆုံး nuclear လို့ခေါ်တဲ့ atomic bomb နော်စက်တပ်ပြီးတော့မှဖောက်ခွဲတဲ့နေရာဖြစ်ပါတယ်နော်အဲ့ဒီနေရာကိုဘယ်လိုခေါ်လဲဆိုတော့ Alamogordo ALMOGORDO Alamogordo ဆိုတော့အဲ့ဒီနေရာဟာတနေ့ကျရင်တော့ Armageddon လို့ခေါ်တဲ့နောက်ဆုံးတော့ the final battle not the last battle ဖြစ်လာမယ့်နေရာပါနော်တန်ရှင်သောမြို့တော်ယေရုရှလင်ကိုဂေါဂမှာရှိတဲ့နော်စာရန်နဲ့
နော်သူရဲ့အပေါင်းပါတွေအားလုံးကိုဝိုင်းပြီးတော့မှဖျက်ဆီးဖို့လုပ်တဲ့အခါမှာကောင်းကင်ကမီးကြပြီးတော့မှအားလုံးကိုလောင်ကျွမ်းနေဆိုတာကတော့ဒါကနျူကလ িয়ার နော်ဒါကိုပြောနေခြင်းပဲဖြစ်ပါတယ်နောက်ထပ်ထူးဆန်းတဲ့တစ်ခုကတော့ဟီရိုရှီမာနဲ့နာဂါဆာကီဟာ parallel 33အပေါ်မှာတည်ရှိပါတယ်နော်ဟီရိုရှီမာနဲ့နာဂါဆာကီမြို့ကြီးတွေအပေါ်မှာနော် atomic bomb နော်ပြစ်ချဖို့အတွက်အမိန့်ပေးခဲ့တဲ့ US သမ္မတက Franklin D. Roosevelt ကိုခေါ်ပါတယ်သူကတော့အမေရိကန်နိုင်ငံရဲ့33ယောက်မြောက်သောသမ္မတဖြစ်ပါတယ်အင်မတန်မှထူးခြားတဲ့တိုက်ဆိုင်မှုတွေပဲဖြစ်ပါတယ်ကမ္ဘာပေါ်မှာရှေးအကျဆုံးမြစ်ကြီးနှစ်ခုဖြစ်တဲ့ Tigris နဲ့ Euphrates ပေါ့နော်ဒါဥဖရက်မြစ်ကြီးဆိုတော့သိတယ်နော်အဲ့ဒီနှစ်ခုရဲ့မြစ်ဆုံနော် parallel 33ပေါ်မှာတည်ရှိသလိုအဲ့ Tigris နဲ့ Euphrates ရှိတဲ့နေရာဟာနော်ပြတ်ဆုံးသွားတဲ့အေဒီဥယျာဉ်ရှိခဲ့တဲ့နေရာပဲဖြစ်ပါတယ်နော်ဆိုတော့ကမ္ဘာပေါ်မှာရှေးအကျဆုံးဒါမြို့တစ်မြို့ဖြစ်တဲ့ Damascus ဒမသက်မြို့နော်ဒါကရှင်ဘောလူပြောင်းလဲသွားတဲ့နေရာလေးပေါ့နော်အဲ့ဒီဒမသက်မြို့ဟာလေဒါ parallel 33အပေါ်မှာဒါတည်ရှိတယ်ဆိုတာကိုကျွန်တော်တွေ့ရပါတယ်နော်ဟေဘဲလူမျိုးတွေရဲ့ယုံကြည်မှုနဲ့သူတို့ရဲ့ကျမ်းဂန်တွေမှာကြည့်တဲ့အခါမှာဘုရားသခင်ရဲ့တန်ရှင်းသောကောင်းကင်တမန်တွေနော်ဆင်းသက်ပြီးတော့မှကဝါကြီးဘော်ကိုလာတဲ့အခါမှာသူတို့အများဆုံးပေါ့နော်ကောင်းကင်တမန်တွေဆင်းလာတဲ့တောင်ကတော့ Mount Hermon နော်ဟေရမွန်တောင်လို့ခေါ်ပါတယ်အဲ့ဒီဟေရမွန်တောင်ဟာ parallel 33အပေါ်မှာတည်ရှိတဲ့ဆိုတာကိုတွေ့ရပါတယ်နောက်တစ်ချက်ကတော့ Apollo 11ပေါ့နော်ပထမဦးဆုံးအမေရိကလှုပ်လိုက်တဲ့အာကာသယာဉ်နော် Apollo 17ဟာလကမ္ဘာကိုဆင်းတဲ့အခါမှာ33ဒီဂရီအတိအကျနဲ့ဆင်းသက်ရတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရှိရပါတယ်နောက်ဆုံးပြောချင်တဲ့ချက်လေးကတော့ကောင်းကင်ဘုရားရှင်ဘုရားသခင်ထာဝရဘုရားနော်သူကိုယ်သူရဲ့အမည်နာမကိုဖော်ပြတဲ့ကျမ်းပေါ့နော်သူကယေဟောဝါဖြစ်တယ်ဆိုတဲ့သူကိုယ်သူဖော်ပြတဲ့ကျမ်းနဲ့အခန်းကတော့ယေရမိအနာဂတ်ကျမ်းအခန်းကြီး33အငယ်3ပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်လဲလဲမိသူကြီးနော် parallel 33နဲ့ပတ်သက်ပြီးတော့မှကမ္ဘာအံ့ဩဖွယ်ရာလှုပ်ဝက်နေနေတဲ့ထူဆန်းဖွယ်ရာနဲ့သခင်ရှုရဲ့33နှစ်လဝကတဲ့မှာအသေးခံခြင်းလူသားတွေရဲ့အဓိကအယုအစစ်အပိုင်းတွေအားလုံး33ခုတည်ရှိခြင်းနော်မအစဖို့လေကောင်းကင်တမန်များသက်ဆင်းသောနေရာဒါတွေအားလုံးကိုကြည့်တဲ့အခါမှာဒါ33စက္ကန့်လေးကိုတွေ့ရပါတယ်အင်မတန်မှလှပတဲ့ကိန်းဂဏန်းလေးဖြစ်ပါတယ်ဒါမှမဟုတ်33ယေရမိအနာဂတ်ကျမ်းကပြောလဲငါ့ကိုခေါ်တော့ငါထူးမယ်ဒီတဲ့ထူးကြတာမရှိတော့ပါဘူးနော် thank you ပါအလုံးပေါ်မှာဖခင်ရဲ့ကောင်းမြတ်ခြင်းကြွယ်ဝစွာတည်ရောက်ပါစေလွတ်လပ်စွာပြန်လည်ကဝင်ငါပြီးတော့မှကောင်းမြတ်ခြင်းများကိုခံစားကြဆိုရင်